မင်းကလေးကကျေးလက်ကိုရောက်ချင်းမှာပဲရောက်ခမအိမ်ကမနက်စာဟာဈေးကြီးတဲ့ပင်လယ်စာတွေဖြစ်နေတာကိုတွေ့ပြီးအံ့အားသင့်သွားရတယ်။လွန်ခဲ့တဲ့2စက္ကန့်ခွဲလောက်ကတင်ယောက်ျားဖြစ်သူကထရက်တာအိုကြီးတစ်စီးနဲ့လာကြိုခဲ့တာပါမင်းကလေးရဲ့ညီမ9ယောက်ကတော့အဲ့ဒါကိုမြင်ပြီးနင်တော့ဆင်းရဲသားနဲ့ညာပြီးတစ်သက်လုံးဒုက္ခဆင်းရဲခံရတော့မယ်ဆိုပြီးဝိုင်းလောင်ခဲ့ကြတယ်။အပြန်လမ်းမှာထရက်တာကပြတ်သွားပြန်ရောအိမ်ရောက်ဖို့က3ကီလိုမီတာလောက်လိုသေးတယ်။ဒါပေမဲ့မင်းကလေးကစိတ်မဆိုးတဲ့အပြင်လင်မယားဆိုတာအတူတူဒုက္ခခံရမှာပေါ့ဆိုပြီးလမ်းလျှောက်ပြန်ဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့အိမ်ထဲလဲဝင်လိုက်ရောသူမစွန့်သွားတယ်။အိမ်ထဲမှာဖျားနာနေတဲ့အကိုကြီးအတိညာဏ်မပြေတဲ့အကိုလက်လေးဖြတ်နေတဲ့ရောက်ခမနဲ့မတန်ဆွမ်းတဲ့အမကြီးတို့ကိုတွေ့လိုက်ရလို့ပါ။ယောက်ျားဖြစ်သူကတော့ငါမိန်းမငါအိမ်ချင်းတွေကိုမြင်ပြီးထွက်ပြေးတော့မှာပဲဆိုပြီးရင်တုန်နေခဲ့တယ်။မထင်မှတ်ပဲမင်းကလေးကရွှင်ရှာမသွားတဲ့အပြင်ယောက်ျားဖြစ်သူဒီလောက်ရုန်းကန်ရတာပင်ပန်းရှာမှာပဲဆိုပြီးတနာသွားပါတယ်။မိသားစုဝင်တွေစီစီလုံးလုံးနဲ့စူးစမ်းရင်တနေ့တော့အောင်မြင်မှာပါလို့သူမကပြောလိုက်တဲ့အခါရောက်ခမကအယမ်းစိတ်လှုပ်ရှားသွားပြီးအိမ်ရဲ့အိမ်တော်ဦးစီးတော်ကိုလွှဲပေးလိုက်တဲ့အိမ်ရဲ့ပိုင်ဆိုင်မှုအကုန်လုံးကိုသူမကိုပဲစီမံခိုင်းလိုက်တာပါ။တကယ်တော့သူမမသိတာကအဲ့ဒီတော့ကဘီလီယံချီတဲ့ပိုင်ဆိုင်မှုတွေကိုဖွင့်နိုင်တဲ့တော့ပါရောက်ခမကချွေးမရဲ့စိတ်ထားကိုစမ်းသက်ချင်လို့စင်းရဲသားတွေလိုဟန်ဆောင်ထားတာပါလက်ဖွဲ့တောင်စမ်းနေပိတာပဲပေးခဲ့တာလေဇလန်းကပိုရှုပ်လာတယ်နောက်နေ့မနက်စာစားတော့စပွဲပေါ်မှာပစုံထုတ်ကြီးတွေနဲ့အမဲသားတုံးတွေရောက်နေပြန်ရောမင်းကလေးကအမလေးပတ်စံတွေအကုန်ခံမနေပါနဲ့လို့တားတဲ့အခါမိသားစုဝင်တွေကအိမ်ကြီးချင်းကလက်ဆောင်ပေးတာပါလို့လိန်ပြောလိုက်ရတယ်အဲ့ဒီချိန်မှာပဲအတွင်းရေးမှုကပြေးလာပြီးဒီ3လပတ်မှာကုမ္ပဏီကဘီလီယံ3000မြတ်တယ်လို့လာပြောတယ်ရောက်ခမကချက်ချင်းပဲဒါကစင်းရဲနွမ်းပါမှုကူညီရေးအဖွဲ့ကလူပါလက်ထဲကစာရွက်ကလည်းမိမွေးရဲ့စက်ကူအပိုတွေပါလို့ထက်လင်ရပြန်တယ်မင်းကလေးကတော့အိမ်အတွက်ပတ်စံရှာမယ်ဆိုပြီးလမ်းပေါ်မှာလက်ကမ်းစာဆောင်တွေတွားဝေတဲ့ယောက်ျားဖြစ်သူကသူ့မိန်းမလက်တွေအေးခဲနေတာကိုမြင်ပြီးတပည့်တွေကိုလှုပ်ကလက်ကမ်းစာဆောင်တွေအကုန်သိမ်းခိုင်းလိုက်တယ်နောက်ပြီးကြောက်မြတ်ရတနာဆိုင်မှာသူမအလုပ်ရတော့လဲယောက်ျားဖြစ်သူကပဲတပည့်တွေကိုလှုပ်ပြီးဆိုင်ထဲကပစ္စည်းတွေအကုန်ဝယ်ခိုင်းလိုက်ပြန်တယ်သူမကတော့သူမရတဲ့လုပ်အားကလေးကိုမိသားစုကိုခွဲပေးပြီးကြံတဲ့ပတ်စံနဲ့အိမ်လေးပြင်ကြရအောင်လို့ပျော်ပျော်ကြီးပြောနေရှာတာအမှန်တရားကိုဖွင့်ပြောဖို့လေလံပွဲတစ်ခုကိုခေါ်လာတဲ့အခါမှာတော့သူမရဲ့ညီမအရင်နဲ့ဆုံပါတယ်ညီမဖြစ်သူကငါတို့ကဒီဟိုတယ်မှာသမရခန်း Presidential Suite မှာနေမှာနေကတော့ဒီမှာအစီခံလာလုပ်နေရတာလားဆိုပြီးနှိမ်ပါတယ်အဲ့ဒီအချိန်မှာလူတွေကြားထဲကထွက်လာတဲ့ပင်လယ်မြို့တော်ရဲ့အိမ်ရှိဆန် Hatching Prince ကိုမြင်တော့ညီမဖြစ်သူတို့လင်မယားကကပ်ဖားဖို့ကြိုးစားကြတယ်သူတို့မသိတာကအဲ့ဒီလူဟာမင်းကလေးရဲ့ယောက်ျားဖြစ်နေတာပါညီမဖြစ်သူကမင်းကလေးကိုနင်ကတောသားနဲ့ညာပြီးအခုတော့လက်ဖက်ရည်လိုက်ငဲနေရပြီလားလို့စော်ကားရင်တွန်းလိုက်တဲ့အခါမင်းကလေးလက်ထဲကအိမ်တော်ဦးစီးတော်လေးမြေကြီးပေါ်ပြုတ်ကျသွားတယ်ညီမဖြစ်သူကကောက်ယူပြီးဒါနင်တို့တော့ကအိမ်ဆုပ်တော့မလားငါ့ကိုတောင်းပန်ပြီးဒူးထောက်ကောက်ယူစမ်းလို့ပြောပြီးတော့ကိုထပ်ပစ်ချလိုက်တဲ့အခါဆက်ရှင်ကတော့ဒီမာတင်တန့်သွားပါတယ်နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာသိချင်ရင်ပြောပါဦးဗျ